ACCA ကျောင်းသားတွေအတွက် result မကောင်းရတဲ့အချက်တွေတော့သိသွားပြီဒါဆိုရင်ကိုက result ကောင်းလာဖို့အတွက်အဆင့်5ဆင့်နဲ့ဘယ်လိုပြင်မလဲကိုယ့်ရဲ့အားနည်းချက် bottleneck ကိုရှာပြီးတော့မှန်မှန်ကန်ကန်ပြန်ပြုပြင်တဲ့နည်းတွေကိုဒီ video file လေးမှာ sharing လုပ်ပြီးသွားမယ်ဒါဆိုရင်အဆင့်5ဆင့်နဲ့ပုံမကောင်းလာအောင်ပြုပြင်ဖို့အဆင့်5ဆင့်ရှိတယ်အဲ့ဒါကနံပါတ်1 identify ကိုဖြစ်နေတဲ့အမှတ်နည်းစေတဲ့ bottleneck ကိုရှာမယ်နံပါတ်2 exploit ကိုမှရှိတာနဲ့အကောင်းဆုံးဖြစ်အောင်လုပ်မယ်နံပါတ်3 subordinate ကျန်တာတွေကိုညှိယူမယ်နံပါတ်4 elevate ရင်းနှီးမြှုပ်နှံမယ်နံပါတ်5 repeat ဒါကတော့ကျွန်တော်အကြိုက်ဆုံးနည်းလမ်းလေးပဲအဲ့တော့ပြောချင်တာက find ရှာဖွေမယ် fix ဒါတွေကိုဖြည့်ရှင်းမယ် repeat အကြိမ်ကြိမ်လေ့ကျင့်မယ် okay ဆက်ကြည့်အောင်အဲ့တော့ဒီ5ချက်တည်းကနံပါတ်1အချက်ဖြစ်တဲ့ identify bottleneck အခက်အခဲဖြစ်စေတဲ့အရာကိုရှာမယ်အဲ့တော့ကိုပြန်မေးကြည့်ပါငါကစာတွေကိုမသိတာလားအချိန်မလုံလောက်တာလားဒါမှမဟုတ်မေးခွန်းကိုနားမလဲတာလား formula တွေကိုမရတာလားအဲ့တော့အဓိကအဖြစ်တော့ကိုဖြစ်နေတဲ့ပြဿနာကိုအတိအကျသိမှပြင်လို့ရမယ်နံပါတ်2 exploit ရှိတာနဲ့အရင်ပြင်မယ်ဘာလဲရှိတာနဲ့ကိုမှရှိပြီးသား resources တွေကိုအရင်သုံးပါအဲ့တော့ငါကဒါမပြေလည်ဘူးသင်တန်းအသစ်ထပ်တက်မယ်စာအုပ်အသစ်တွေထပ်ပြီးတော့မှားမယ်ဝယ်မယ်အစားကိုမှရှိနေပြီးတဲ့စာအုပ်ကိုသေချာနားလည်အောင်အရင်ပြန်ပြီးဖတ်ဖို့အကြံပြုခြင်းတယ်နောက်တစ်ချက် examiner report exam စစ်တဲ့သူတွေရဲ့ဒီ exam paper ပေါ်မှာရှိနေတဲ့ report တွေကိုဖတ်ပြီးတော့အသုံးချမယ် examiner report တွေကိုဖတ်ပြီးတော့အမှားတွေကိုကိုယ့်ရဲ့အမှားတွေကိုအရင်ပြင်မယ်အဓိကအချက်အနေနဲ့တော့အသစ်ထပ်မဝယ်ခင်ကိုယ့်ရဲ့ budget တွေအကုန်ကြမခံခင်ရှိတာနဲ့အရင်သုံးပြီးတော့ကိုယ့်ရဲ့ improvement ကိုတိဆောက်ယူပါနောက်တစ်ချက်နံပါတ်3 subordinate ကျန်တာတွေကို bottleneck နဲ့ညှိယူပါအားနည်းချက်ကိုကိုကပြစ်မှတ်ထားမယ်စာရီအများကြီးအလွတ်ကျက်နေမဲ့အစားကိုအားနည်းတဲ့ exam technique အပိုင်းကိုအချိန်ပိုပေးအဲ့တော့ကိုလေ့လာမဲ့အရာကိုဥတည်ထားကျန်တဲ့လေ့လာမှုတွေကိုအဲ့ဒီအားနည်းချက်ကိုအဓိကကြော်လွှမ်းနိုင်ဖို့ပဲဥတည်မယ်ပြောချင်တာကအားသာချက်ကိုပိုကောင်းအောင်လုပ်ရမှာဖြစ်တယ်လို့အားနည်းချက်ကိုလည်းနည်းတဲ့နည်းသွားအောင်မြင့်တင်မှုအတွက်ပြင်ဆင်ရမယ်နံပါတ်4 elevate နံပါတ်4ပြင်ဆင်ရမယ့်ဘိုင်းကလိုအပ်ရင်တော့ယင်းနှိမ့်မြုံနှံပါဒါတွေကဘာတွေလဲကျွမ်းကျင် experience ရှိတဲ့ lecture နဲ့ဆွေးနွေးမယ် revision class တွေတက်လို့ရရင်တက်မယ် intensive နောက်တစ်ခုက study partner ရှာမယ်ကိုနဲ့အတူလေ့လာမဲ့သူတွေဒါပေမဲ့လေ့လာမဲ့သူကလည်းကိုလိုပဲစိတ်အားထက်သန်တဲ့ပြောချင်တာအောင်ကျင်စိတ်ပြင်းပြတဲ့အောင်စိတ်ပြင်းပြတဲ့သူမျိုးကိုရွေးချယ်မယ်အဲ့တော့ပြောချင်တာက1နဲ့3လုံးလို့မရမှကိုကအကူအညီတောင်းပါဒါမျိုးအဲ့တော့နံပါတ်5 repeat ဟာလာအချိန်ချင်းပြန်လေ့ကျင့်ရင်းနဲ့ဆန်းစစ်ဖို့ဒါဆိုရင်ကိုက bottleneck ကပြောင်းသွားနိုင်တယ်အဲ့တော့ဘာသာရပ်တစ်ခုအောင်သွားရင်နောက်ထပ်တစ်ဘာသာရဲ့ bottleneck ပုံစံမတူပေမဲ့ဖြည့်ရှင်းပုံလေးတွေကတော့တူမှာဒါကြောင့်ကိုယ့်ရဲ့ဘာသာရပ်လိုက်အားနည်းချက်တွေကိုရှာမယ်ဒီအားနည်းချက်တွေကိုပျောက်သွားအောင်ဖွင့်ထုတ်တာအဲ့တော့ပြောချင်တာက ACCA journey မှာကိုအများနဲ့ပြန်ပြီးတော့ analytical review လုပ်နေဖို့လိုတယ်အဲ့တော့အားလုံးကို conclusion ပြန်ချုပ်ရရင် ACCA အောင်မြင်ဖို့ဆိုတာကငါအားလုံးလုပ်နေတာပဲဆိုရုံနဲ့မလုံလောက်ဘူးကို့မှာပိတ်ဆို့တားဆီးနေတဲ့နေရာတစ်ခုကိုမှန်အောင်ရှာမယ်ပြန်ပြုပြင်မယ်အဲ့တော့ကိုယ့်ရဲ့ ACCA journey မှာကိုယ့်ရဲ့ border နဲ့ဖြစ်နေတဲ့အရာကိုရှာဖွေမယ်အဲ့လိုရှာဖွေရင်းနဲ့အောင်မြင်မှုကိုရှောက်လန်းမယ်ဆိုရင်တော့ကျွန်တော်တို့လိုင်မင်းလက် Finance and Management Academy မှာ online on campus အားလုံးလာစဉ်တမတ်ရလိုက်ဖွင့်ထားပေးပါတယ်ဖုန်းနံပါတ်09 510 9922ကို Fiber ကပဲဖြစ်ဖြစ်
TikTok CB ရပဲဖြစ်ဖြစ် Facebook Messenger ကပဲဖြစ်ဖြစ်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်အားလုံးကိုဆုံးဖြတ်ကြည့်ပေးလို့ကျေးဇူးတင်ပါတယ်အောင်မြင်တိုးတက်နိုင်ပါစေ